2024ခုနှစ်အတွက်အကောင်းဆုံးမျိုးသားဇက်ဖို့စုမီအေးချမ်းရိုက်ကွေး OB-Ben ကားရောက်ပြီဆိုတာနဲ့ဖုန်းနေလာတာပဲအဲ့တုန်းကဟမ်ဘော်မာရီယာတိတ်ခင်မစားသေးဘူးဒါနီးစပ်ဖုန်းနေတယ်ဘယ်မင်းသားမင်းသမီးအကယ်ဒမီကိုတို့ကြိုသိမယ်အောင်မရနိုင်ဘယ်မင်းသားမင်းသမီးရမလဲပြောပါမပြောဘာမဟုတ်ဘူးမသိဘူးငါတို့လည်းမသိဘူးမဟုတ်ဘူးသိနေမှာပဲဟာမဟုတ်ဘူးအဲ့ဒါကမတို့ရိုက်ရင်ဘာလို့ကွက်တိရိုက်နေတာမဟုတ်ဘူးကိုရင်းနားဆွင်တာရတာလေဒီနေ့ဘသူနာမည်ကြီးတဲ့တမဒီနေ့ဘလူအနာမည်ကြီးအားလုံးကကမမင်းကိုမှားတာကြိုပြီးတော့မှဝန္တာနှုတ်ဆက်မှတူတော့အဲ့တော့အုံလာတော့စလိုက်မီးလက်လျှောက်ပြီးအဲ့ကြားနေကိုလူတင်နဲ့ဟိုမိအောင်ရိုက်ဖို့ရှိတော့အမှတ်တရတော့ကိုကကင်မရာကြီး live view ကင်မရာကြီးအခုလိုမဟုတ် cable ကြီးတင်နေအတော့ကျူးနေအဲ့လိုကင်မရာဟိုရက်မဲ့တူကပခုံးတိုင်းပြီးလိုက်ရတယ်အနောက်ကနေအကျိုးလေးနဲ့ကောင်ကကိုင်းနောက်တစ်ကောင်ကျတော့အဲ့လိုတိုးမရရင်သူကဟိုကင်မရာမန်းကြီးပေါင်ကြားနေသူအောက်ကောရှိုးဝင်တာကိုအနောက်က assistant camera မင်းကကင်မရာကိုင်းတာသူကအတက်ကျိုးဝယူဆွဲဝိုင်းအနောက်ကကြော်ပြီးလဲသူရှိရောက်လာဒါမျိုးတွေပေါ့အဲ့ဒါမျိုးတော့အမှတ်တရအဲ့လိုကြုံမှုတော့ပေါ့အဲ့မှာတော့အဲ့ကြတော့ကိုတို့တကယ်ရတဲ့လူကိုတို့ကမမီရရိုက်နေတာပေါ့ဘာလို့အားလုံးကလည်းကြည့်နေ live ကြည့်နေချိန်မှာကျတော့မိမှလေသူမျက်နှာအဓိကလူနေတာသူရသွားတယ်မှာသူဝမ်းသာသွားတာဘသူကသူစပြီးတော့ everything လုတ်တာဘာညာအကုန်လုံးဒါတွေအားလုံးကမိနေအောင်ဆိုတော့ရှေ့မှာအရန်ကွဲတာတူကင်မရာရန်တူဒီအဲ့ဒါအတင်းမဲ့တိုးပြီးတော့ရောက်အောင်မိရိုက်ဖို့အဲ့ဒါမျိုးတော့တွေ့ကြုံနေရတော့အမှတ်တရဥဒရိရတယ်ပြောတာဗောလေကျန်တာတွေအများကြီးရှိပါတယ်ဟိုဦးကတော့ရုပ်ရှင်လောကသားတော့မဟုတ်ဘူးလို့ပြောရမှာပဲဒါမဲ့ဟို MRTV မှာအခုတော့ပြင်စင်ပေါ့တက်ပြီးပြင်စင်တော့ဆိုတော့အများကြီးလုပ်ခဲ့တယ်ဆိုတော့အကယ်ဒမီပွဲနဲ့ပတ်သက်လာရင်တော့အကယ်ဒမီပြေဝဲတိုက်ရိုက်ထုတ်နေတာတွေတော့လုပ်ခဲ့ဘူးလားအကယ်ဒမီအမှတ်တရဆိုအဲ့ဒါတွေအဲ့ဒါဆိုတော့ရွတ်ရကြည့်တော့အကုန်လုံးတော့မမှတ်မိနိုင်ဘူးအများကြီးဆိုတာတော့အရင်တော့ MRTV တခုတည်းရပဲ live ပြတ်တာလေနောက်ပိုင်းရောက်မှသာဟိုအကုန်လုံး MRTV4 လို့ဘာလို့ပေါ်လာတော့ Skynet လို့ပေါ်လာသူတို့ဘာအတူတွင်ကြတော့ဒီတော့ဒီ MRTV တခုရ live ပြန်တော့ပထမအတွေ့အကြုံကတော့ရိုက်ကွေးသွားပြီးကိုရောရိုက်ကွေး OB-Ben ကားရောက်ပြီဆိုတာနဲ့ဖုန်းနေလာတာပဲအဲ့တုန်းကဟမ်ဘော်မာရီယာတိတ်ခင်မစားသေးဘူးဒါနီးစပ်ဖုန်းနေတယ်ဘယ်မင်းသားမင်းသမီးအကယ်ဒမီကိုတို့ကြိုသိမယ်အောင်မရနိုင်ဘယ်မင်းသားမင်းသမီးရမလဲပြောပါမပြောဘာမဟုတ်ဘူးမသိဘူးငါတို့လည်းမသိဘူးမဟုတ်ဘူးသိနေမှာပဲဟာမဟုတ်ဘူးအဲ့ဒါကမတို့ရိုက်ရင်ဘာလို့ကွက်တိရိုက်နေတာမဟုတ်ဘူးကိုရင်းနားဆွင်တာရတာလေဒီနေ့ဘသူနာမည်ကြီးတဲ့တမဒီနေ့ဘလူအနာမည်ကြီးအားလုံးကကမမင်းကိုမှားတာကြိုပြီးတော့မှအဲ့အောင်နေတို့တော့ဒီလိုကြားတယ်အဲ့တော့မင်းတို့တို့အချိန်ကြီးဆွဲရကြည့်တာဒုတိယ stay camera တွေရောဘာရောကင်မရာတွေအများကြီးဆိုတော့အဲ့ကြားတွေကတိုးပြီးတော့လူတွေအုံပြီးတော့ဟိုဝန္တာနှုတ်ဆက်မှတူတော့အဲ့တော့အုံလာတော့ slide မီးလက်လျှောက်ပြီးအဲ့ကြားတွေကကိုလူတင်နဲ့ဟိုမိအောင်ရိုက်ဖို့ရှိတော့အမှတ်တရတော့ကိုကကင်မရာကြီး live view ကင်မရာကြီးအခုလိုမဟုတ် cable ကြီးတင်နေအတော့ကျူးနေအဲ့လိုကင်မရာဟိုရက်မဲ့တူကပခုံးတိုင်းပြီးလိုက်ရတယ်အနောက်ကနေအကျိုးလေးနဲ့ကောင်ကကိုင်းအဲ့လိုလိုက်တော့ကိုရစောကြီးကအတွေ့အကြုံရတိသွားတော့အဲ့လိုရှေ့မှာနေမဲ့ကောင်ကင်မရာကိုရှေ့မှာလှုပ်လို့ရတဲ့ကင်မရာနှစ်ယောက်ထားတစ်ယောက်ကခမတ်မိုက်နဲ့ဘလာတောက်တောက်နဲ့ဂျစ်ကန်ကပြောတဲ့ကောင်တစ်ကောင်ရယ်တီးတီးနဲ့တွတ်တဲ့ကောင်တစ်ကောင်ရယ်နှစ်ကောင်ထားရတယ်ညမင်းတော့မပြောတော့သူတို့ကြိုက်လားမကြိုက်လားမသိလို့ကိုကောင်တစ်ကောင်တော့သူနာတယောက်ကင်မရာချန်ကောင်တူးလိုက်မာစပစ်နဲ့ညာပြီးတော့သူ့မျက်နှာလဲကြောက်ပြန်တော့ကျွန်တော်တိတ်မတူရဘူးနောက်တစ်ကောင်ကျတော့အဲ့လိုတိုးမရရင်သူကဟိုကင်မရာမန်းကြီးပေါင်ကြားနေသူအောက်ကောရှိုးဝင်တာကိုအနောက်က assistant camera မင်းကကင်မရာကိုင်းတာသူကအတက်ကျိုးဝယူဆွဲဝိုင်းအနောက်ကကြော်ပြီးလဲသူရှိရောက်လာဒါမျိုးတွေပေါ့အဲ့ဒါမျိုးတော့အမှတ်တရအဲ့လိုကြုံမှုတော့ပေါ့အဲ့မှာတော့အဲ့ကြတော့ကိုတို့တကယ်ရတဲ့လူကိုတို့ကမမီရရိုက်နေတာပေါ့ဘာလို့အားလုံးကလည်းကြည့်နေ live ကြည့်နေချိန်မှာကျတော့မိမှလေသူမျက်နှာအဓိကလူနေတာသူရသွားတယ်မှာသူဝမ်းသာသွားတာဘသူကသူစပြီးတော့ everything လုတ်တာဘာညာအကုန်လုံးဒါတွေအားလုံးကမိနေအောင်ဆိုတော့ရှေ့မှာအရန်ကွဲတာတူကင်မရာရန်တူဒီအဲ့ဒါအတင်းမဲ့တိုးပြီးတော့ရောက်အောင်မိရိုက်ဖို့အဲ့ဒါမျိုးတော့တွေ့ကြုံနေရတော့အမှတ်တရဥဒရိရတယ်ပြောတာဗောလေကျန်တာတွေအများကြီးရှိပါတယ်ဒီနေရာမှာဆိုကြုံပြီးတည်တယ်လို့ပြောတဲ့ခါမှာတော့ဒါဘယ်လိုလေးတင်ရှင်းပြရတာမျိုးလေးရှိတယ်မသိပါဘူးပြောတယ်အခုချိန်ကြီးမယုံရဘူးဗျာတည်ရသားနဲ့မသိဘူးလို့ဦးနာမကြီးတွေ့တဲ့တယောက်ဆိုဥဒီပြောလို့မဒီကောင်လည်းကျူသိတာငါ့ကိုမပြောဘူးနဲ့မသိပါဘူးဗျာလို့ပြောတယ်မေအခုတည်မယုံတည်ရပြောအောင်မေးတာတကယ်မသိပါဘူးတကယ်မသိတာဘလို့ဒီလို live view ရတာ live view ကတော့ရတာအနေလေးများတယ်ကြိုက်လေးကြိုက်တယ်ဘာလို့အန်စီရတာမလို့ကြိုက်တယ်အဲ့ဒါမို့ live view ပူကြတယ်လှုပ်ရှားတဲ့ live view တွေကပူရက်လို့ကောင်းတယ်လို့စီထဲမှာထင်တယ်
ဒါနဲ့တခုမှားဝိုင်းနေသွားပြီကိုလူငယ် point တခုမရပါဒီမှာမရတိုင်းနောက်အစ်စ်ပြန် make up ပြန်လုပ်လို့မရဘူးလေအဲ့လိုတော့ရှိတယ်ဟိုဘယ်လိုရိုက်နိုင်လဲဆိုတော့ကိုရှေ့က senior တွေနဲ့ကိုလိုက်အရင်ကလိုက်ခဲ့ရတော့သူတို့ရိုက်ရင်ဘေးနာမတက်ရက်ပြီးကြည်လာတယ်အဲ့ဒီတူယူနေအဓိကတော့အဲ့ဒီတူယူနေလို့လေအဲ့ဒီတူယူနေနောက်ကိုလုတ်လာတဲ့သက်တမ်းမှာလည်း live show တွေကဝန်ထမ်းဆိုတော့မရချင်းရဲတာပဲအဲ့ဒီအတူယူနေပေါင်းဆက်ပြီးတော့ရဲရတယ်ဒါနဲ့ကိုတော့ live show ရတော့အရမ်းပြောတယ်ဘာလို့ပြောလဲဆိုတော့ဟိုစင်ရဲတာကြီးနဲ့ဆိုင် live show ကဟိုရတာရှိတယ်ကိုပြနေတာအားလည်းပြလို့ရတယ်ဒါကြရင်ကိုကပြနေတာပြနေရုံးကလှမ်းစင်းနေဒီပုံကြီးမပြနဲ့ကိုကမသိကြဘူးမကြားကြအောင်ဆိုပြီးတော့စိတ်ပြရတယ်ဒါစိတ်တော့မဒါပေးတဲ့ပိုစိတ်ဝင်စားမှလို့ထင်အဲ့ဒါမှခေါင်းနဲ့မှာခဲ့လို့တော့မသိဘူးဒါကြီးမပြနဲ့ဒီဒါကြီးမပြနဲ့ဆိုပြီးတော့ကိုကအဲ့ဒါဒီဟာပြမှပေးတဲ့ကနားလိမ့်မယ်လို့ခံစားရမှထင်ဝိုင်းကိုကဟယ်လိုမကြားလို့အဲ့လိုပြောပြီးတော့ရောကြော်သွားရမှာသူတို့လည်းဘာလို့မရတော့တက်သွားပြီလုတ်တဲ့30မှာဆိုတော့တဝက်ကြော်လောက်ရှိမှာပေါ့အဲ့ဒီ နှစ်30ရတယ် လူတွေကတော့မရှိပါဘူးတော့မဆိုတော့အေးဟိုနီးပါပေါ့အဲ့လောက်နီးပါပေါ့ 30နီးပါအ နီးပါရှိမှာပေါ့နောက်ပိုင်းတော့ကိုရီးမြေ MRTV ဟိုနောက်ပိုင်းတင်မြေဖြစ်တော့ကိုထင်တယ်ကိုပစ္စည်းမြူခင်တနေ့လောက်အတူဝါစာပြီးတော့ live show မှာဟို main ဟိုမဟုတ်တော့ဘူးထင်တာပဲလွှဲရင်လည်းလွှဲမယ်ရမယ့်လူတွေအတွက်ကြိုပြီးဝမ်းသာပေးပါတယ်အကယ်ဒမီရသွားတာတော့အကယ်ဒမီကတော့ကိုထင်တာပြောတာနော်အကယ်ဒမီရသွားရင်အကယ်ဒမီတာဝန်နဲ့ပါသွားမှာပေါ့နော်အကယ်ဒမီမင်းသားမင်းသမီးအကယ်ဒမီဒရိုက်တာအကယ်ဒမီဒါအကယ်ဒမီမားဆိုရင်ကိုအကယ်ဒမီကောင်ကတော့ဆက်ထင်းရတော့မှာပေါ့အဲ့ဒါလေးပါဒါကိုပြောတော့ဆရာကြီးလို့တော့မဟုတ်ဘူးနော်အဲ့လိုမြင်တယ်လို့ပြောတာပါဒီအားလုံးအကယ်ဒမီပြည်သက်ကြီးရောအကယ်ဒမီရုပ်ရှင်လောကသားတွေအားလုံးနှစ်တင်မှာကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေ